Hello အားလုံးပဲမင်္ဂလာပါရှင် EN Sign Page ကနေကြိုဆိုပါရစေဒါကတော့ EN Sign Page ကအကိုကြီးကိုဆိုင်မွန်ဖြစ်ပါတယ်ရှင်ကျမတို့ Amsterdam သွားတော့ကရိုက်ခဲ့တဲ့ဗီဒီယိုလေးပေါ့နော် Motorrodam ဆိုတဲ့ miniature park လေးပေါ့နော်တေးသေးလေးပန်းချံလေးပေါ့နော် Amsterdam မှာရှိတဲ့အထင်ကြီးနေရာတွေကိုတကယ်ကိုပုံစံတေးသေးလေးလှုပ်ထားတဲ့ပုံစံတူလေးလှုပ်ထားတဲ့နေရာလေးပေါ့နော်တအားကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒီရထားလေးဆိုအပြင်မှာဆိုတကယ်ကိုတေးသေးလေးပေါ့နော်ရထားလမ်းလေးတွေကတေးသေးလေးရထားလမ်းမှာပါတဲ့ operation တွေအကုန်လုံးပါတယ်ပေါ့နော်တရားလေးတွေတေးသေးလေးတွေကားလေးတွေဆိုလဲတေးသေးလေးတွေဒါမဲ့တကယ်ကိုအပြင်မှာ operation လုပ်နေတဲ့အတိုင်းပေါ့နော်သူတို့ကပြထားတာပေါ့နော်တကယ်လဲသွားနေတာပေါ့နော်လေစိတ်မှာဆိုလဲလေရင်မြန်နေတကယ်ကိုဆင်းနေတဲ့လေရင်မှာလေရင်ကနေပြီးတော့မှအိတ်တီသေးတာအစအကုန်လုံးပါတယ်ပေါ့နော်တကယ်ကိုဒီ Amsterdam မှာရှိတယ်ပေါ့နော်အထင်ကြီးနေရာတွေကိုတေးသေးလေးတွေလှုပ်ထားတာတအားကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ကျမတို့ဆိုအဲ့ဒီကတအားပျော်ခဲ့ရတယ်ပေါ့နော်ကျမတို့လင်မယားနှစ်ယောက်ကပေါ့နော်ဒီလိုခီးတွေသွားတာဝါသနာပါတယ်ပေါ့နော်ကျမတို့ရဲ့ရွေးချက်ကအသက်ကြီးလာလို့ရှိရင်ငါတို့ဒီနေရာလေးရောက်ခဲ့တယ်ဆိုတော့ခံစားမှုလေးပေါ့နော်ကိုကမသွားနိုင်တော့ဘူးဆိုတဲ့အချိန်မှာဆိုလို့ရှိရင်ဒီလိုနေရာလေးရောက်ခဲ့တဲ့ဟာလေးကိုတွေးပြီးတော့မှmemory လေးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်ရတာဝါသနာပါတယ်အခုဆိုလို့ရှိရင်ကျမတို့ကမ္ဘာနိုင်ငံပေါင်း20ကျော်ကိုတွားရောက်လေပတ်ခဲ့ပြီးဖြစ်တယ်ပေါ့နော်ယူရိုပလည်းအေရှားရဲ့ပေါ့နော်ဒီနိုင်ငံဒီဂျပန်ရဲ့ဒီနားတစ်ဝိုက်တွေပေါ့နော်အကုန်လုံးကိုလေ့လာခဲ့ပြီးဖြစ်တယ်ပေါ့နော်ကျမတို့ဒီလိုတွားရင်းနဲ့ပေါ့နော်ဒေသနာဘဟုတုတတွေရှာဖွေရတာဝါသနာပါတယ်ဘာလဲလဲဆိုတော့ကျမတို့အသက်ကြီးလာရင်ကျမတို့ရဲ့ memory တွေကြံခဲ့ဖို့ပေါ့နော်ခီးတွေသွားတဲ့အခါဆိုလဲကျမတို့ကဝင်ငွေရှိဖို့လိုအပ်တယ်ပေါ့နော်ကျမတို့ကဘန်းမှာပေါ့အဲ့ဒါကြောင့်မို့လဲကျမတို့အလုပ်တွေလုပ်တယ်တခြားစီးပွားရေးတွေကျမရဲ့အလုပ်တွေအပြင်ပေါ့နော်ပုံမှန်အလုပ်ပြင်စီးပွားရေးကိုလည်းလုပ်တယ်ပေါ့နော် digital marketing business ကိုလည်းလုပ်တယ်ကျမတို့ဒီဘန်းမှာပတ်စံတွေထည့်ပြီးပတ်စံတွေတိုးပွားလာတာအဓိကမဟုတ်ပေါ့နော်ကျမတို့တနိုင်ငံပြီးတနိုင်ငံသွားပြီးတော့မှလေ့လာရတာကပို့ပြီးတော့အဓိကကြတယ်သဘာဝလည်းကြတယ်ပေါ့နော်ပို့လည်း meaningful ဖြစ်တယ်လို့ခံယူထားတယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့ခီးတွေသွားရင်းနဲ့ပေါ့နော်အပိုဝင်ငွေလေးရရှိနိုင်တယ်ပေါ့နော်ဒီ income ပေါ့နော် passive income ရနိုင်တဲ့business လေးတစ်ခုထူထောင်ထားတယ် digital marketing business လေးပေါ့နော်မိတ်ဆွေတို့အနေနဲ့ကျမတို့လိုပဲခီးတွေသွားရတာဝါသနာပါတယ်ခီးသွားရင်းနဲ့ပေါ့နော် full time အလုပ်လုပ်ရင်းနဲ့ခီးသွားရဲဆိုမလွယ်ဘူးခွင့်နေယူရလည်းမလွယ်ဘူးငွေရေးကြေးရလည်းအများကြီးကုန်ကြတယ်ပေါ့နော်အဲကြောင့်မို့ဒီလိုအပိုငွေရနိုင်တဲ့ပေါ့နော် digital business လေးထူထောင်ထားခြင်းနဲ့ကျမတို့လိုပဲခီးသွားပြီးတော့မှအသက်ကြီးလာတဲ့အခါ memory လေးတွေကိုပြန်ပြီးတော့မှတွေးပြီးတော့ကျင်းယူနေဆိုရင်တော့ digital marketing business ကိုလာရောက်လေ့လာဖို့ဖိတ်